ကျွန်တော်ဥပမာတစ်ခုပြောရင်ကျွန်တော်သူတို့မြေသားလုပ်ငန်းလုပ်တဲ့တစ်ခုမှာကျွန်တော်ကားအစီး20နဲ့ဘယ်ဟို3စီးပို့ထားတယ်တနေ့ကိုမြေကြီးချင်း1800လောက်ကြာကျွန်တော်သူတို့ပြောကျွန်တော်လုံးဝလက်မခံနိုင်ဘူးကားတစ်စီးချင်းကျွန်တော်တွက်လိုက်တယ်တစ်စီးကို9ချင်းအခေါက်20ဆွဲရင်ချင်း100ဆိုတော့အခေါက်40ဆွဲလို့ရှိရင်ချင်း3600ကြာဘာဖြစ်လို့1800ပဲကြာတယ်ကျွန်တော်သွားထိုင်နေသူတို့နဲ့ကျွန်တော်ကားသမားတွေခေါ်ဆက်သမားတွေခေါ်အကုန်လုံးထမင်းစားငါတို့လုပ်ကြည့်ရအောင်မင်းတို့ဓာတ်ရက်ပူပြီးတော့များအောင်လုပ်ရင်မင်းတို့လုပ်လို့ရတာမင်းဘာလို့လုပ်လို့မရမှာလဲဆိုတော့အဓိကတော့ဟိုခေါင်းဆောင်တွေအကုန်လုံးကလည်းကိုယ့်ရဲ့အောက်ခြေလုပ်သားအစားကို organize လုပ်ဖို့လိုတယ်ဘောနော်ရှင်းပြောတော့ အပေါ် top management လောက်ပဲစကားပြောနေလို့မရဘူးတချို့ကအဲ့လိုထိတာမကြိုက်ဘူးဒါပေမဲ့လူသားတွေချင်းတူတူပဲဒီယာရုတွေဆိုတာလုပ်ငန်းသဘောတရားအရ institutionalize ရထားတာဆက်ဆံတဲ့အခါကျရင်တော့လူသားအားလုံးကအတူတူပဲလို့ပဲဆက်ဆံကျွန်တော်တို့ဆက်ဆံတဲ့အခါကျတော့တို့ကကျွန်တော်သာဆန္ဒရှိတယ်ပြောလိုက်ရင်တို့ကအလုပ်လုပ်ဖို့အစင်းနဲ့မှာကျွန်တော်အဲ့တော့ဘာလုပ်လိုက်လဲဆိုတော့မြေကြီးတင်တဲ့နေရာမြေကြီးချတဲ့နေရာလမ်းဖြတ်တဲ့နေရာ3နေရာမှာ walkie talkie 3လုံးပေးထားလိုက်တယ်3လုံးပေးထားလိုက်ပြီးတော့တို့ပြိုင်ခိုင်းလိုက်တယ်ပြီးရင်မင်းတို့ခေါက်ရည်အများဆုံးကြတယ် PSC နဲ့တယ်ပြီးတော့မင်းတို့အဲ့ဒါကိုငါဆုချမယ်ပြီးရင်မနေ့ကမနေ့ကျရင်မင်းတို့ငါတို့ထမင်းတူတူစားမယ်ပြီးရင်အဲ့မှာတခါတည်းငါပေးမယ်မင်းတို့ပတ်စံဆိုတော့ကျွန်တော်တို့ပြောကျွန်တော်အဲ့ဒီမပြောင်းကျွန်တော်တို့နဲ့အတူတူအိတ်တယ်ကျွန်တော်တို့ရှိသွားရင်လည်းကျွန်တော်အဲ့ဖျားပွဲတွေဈေးတွေပါတယ်ရှိရင်တို့အတွက်အကျော်တို့တခြားခေါက်ဆွဲကျော်တို့စားတရားကျွန်တော်အကုန်ဝယ်သွားတယ်တို့နဲ့မှစားတယ်ကျွန်တော်မစားဘူးလမ်းမှာစားလဲကျွန်တော်မစားဘူးခိုးကြမှာအတူတူစားမယ်ဆိုတော့တို့ကလည်းတို့ကိုချင်းမြန်းသိတဲ့ခါကျတော့အလုပ်လုပ်တဲ့ခါမှာအန်အောစရာကောင်းတာက protection ကိုပြတာဒါပဲ protection ထွက်တယ် volume ကကျင်း1800နေပြီး3600ထွက်တယ်ဆိုတော့ margin ကနောက်တစ်ဆထပ်ရသွားတဲ့သဘောပဲဒီ investment ပဲဒီ set ဒီကားပဲဒီလူပဲအဲ့တော့အချိန်ကိုတန်ဖိုးထားလိုက်တာရယ် skill ရယ် management ရယ် operation procedure ရယ်အကုန်လုံးစီးကောင်းဝင်ဆောင် adjust လုပ်လိုက်တဲ့အခါမှာခုနပြောတဲ့ COGS လည်းကျသွားတယ်ခုနကျွန်တော်တို့ production လည်းတက်လာတယ်အဲ့တော့ profit ပဲဆိုတော့ကြတော့ကျွန်တော်တို့ကဟိုပေါ့ profit လိုချင်တဲ့အခါမှာခုနပြောသလိုလူတွေကိုမစည်းရုံးမဲနဲ့ကိုလှုပ်ချင်တာကိုသေချာနားလည်အောင်ရှင်းမပြဘဲနဲ့ကျွန်တော်တို့သွားလို့မရဘူး